โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ကဒီနေ့မှာတော့ကျွန်တော်ဒီ VPS လုံးဝယ်ပြီးတော့ VPS ကနေကျွန်တော်တို့ VPN key တွေထုတ်ဖို့အတွက်ဒီ 3HUN panel တင်နည်းကိုအသုံးပြုရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီ beta cloud ကနေပြီးတော့ VPS လုံးဝယ်ပါမယ်ဒီVPS ဝယ်တဲ့နေရာမှာဒီကောင်တွေ cloud GPU တွေ cloud GPU တွေကတော့ဈေးရမ်းကြီးတဲ့အတွက်ကြောင့်ကျွန်တော်တို့က share CPU အနေနဲ့ပဲအသုံးပြုတာပုံများပါတယ်region တွေနဲ့ယူရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ US region တွေရှိတယ်အာရှဆိုရင်မှာ Singapore Japan region တွေရှိတယ်အများဆုံးသုံးတဲ့ region တွေဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ region ရွေးတဲ့နေရာမှာတချို့ region တွေကVPS ဝယ်လို့ရပြီးတော့ IP တွေကို VPS ထဲဝင်ဖို့အတွက် IP နဲ့ဝင်လို့မရတာတွေရှိတယ်အဲဒီလိုကြောင့်ကျွန်တော်ကဝင်လို့အဆင်ပြေတဲ့ဒီ region တစ်ခုကိုအရင်ဆုံးပြပေးသွားပါမယ်ဒီတခြား region တွေလည်းကိုယ့်ဘက်ကိုစမ်းကြည့်လို့ရပါတယ်ဒီ Singapore တို့ Japan တို့ကတော့ဝင်လို့အဆင်ပြေမယ်ထင်ပါတယ်ကျွန်တော်ကတော့ tutorial အနေနဲ့ဒီ US color ကိုယူပြသွားမှာဖြစ်ပါတယ်ပြီးရင်အောက်မှာဘာယူရမလဲဆိုရင်ကျွန်တော်တို့ဒီမှာ high performance နဲ့ high frequency ဆိုတာရှိတယ် high frequency ကတော့သူက frequency ပိုကောင်းမယ်ပိုကောင်းပြီးရင်ဒီကောင်တို့ traffic ကတော့ 1TB ကို$6ပေးရမယ်ပြီးလို့ရှိရင်ဒီမှာ high performance နဲ့ high performance မှာကျတော့ဒီကောင်ကကျတော့သူက 2TB ကို$6ပေးရတယ်အဲ့တော့ကျွန်တော်ကဒီ 2TB နဲ့$6တန်းကိုဝယ်သွားပါမယ်ဒီကောင် auto backup ကတော့သူကမလိုအပ်ဘူးမလိုအပ်တဲ့အတွက်ဒီကောင်ကို disable လုပ်ထားလို့ရပါတယ်ဒီမှာရွေးပြီးသွားပြီဆိုရင်နောက်တစ်ဆင့်နေတဲ့ config ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ OS ရွေးရပါမယ် OS မှာကကျွန်တော်တို့ Ubuntu 24.04 ရွေးမယ်ပြီးရင်ဒီမှာ host name ပေးမယ်ပြီးရင်ဒီကောင် IPv6 က free ရတာဆိုတော့ဒီကောင်ထည့်လိုက်မယ်ပြီးရင် deploy ကိုနှိပ်လိုက်လို့ရပါပြီဒီကောင်ကတော့ခဏလေးစောင့်ပေးဖို့လိုတယ်install တဲ့ command တွေကိုလည်းကျွန်တော်က command မှာချပြီးတော့ပါမယ် command တွေကတော့ဘာမှမရှိပါဘူးဒါလေးပါပဲဒီမှာတော့ခဏလေးစောင့်ပေးဖို့လိုပါတယ်ပြီးရင်ကျွန်တော်တို့ဒီ VPS ထဲဝင်ဖို့အတွက်ကျွန်တော်တို့ဒီ software လေးလိုပါတယ် Putty software လေးပါ Putty ဆိုတာကျွန်တော်တို့ဒီ SSH နဲ့လည်းဝင်လို့ရပါတယ်ဒါပေမဲ့ဒီ Putty နဲ့ဝင်တာပို့ပြီးတော့အဆင်ပြေပါတယ်ဒီ Putty app မရှိဘူးဆိုလို့ရှိရင်လည်းဒီမှာ download လုပ်နိုင်ပါတယ်ဒီမှာဒီ software website မှာဝင် download ရပါတယ် Putty channel မှာကျွန်တော်တော့ download ပေးသားလို့ပြတော့ပါဘူးဒီမှာ run လို့တော့ပြနေပြီအဲ့တော့ဒီကောဝင်လိုက်မယ်ဒီမှာဝင်လို့ရလားမရလားဒီကနေလည်းကြည့်လို့ရတယ်ဒီမှာအားဆိုဝင်လို့ရပါပြီပြီးရင်ဒီ IP ကို copy ကူးလိုက်မယ်ပြီးရင်ဒီမှာချမယ်ချပြီးရင်ကျွန်တော် open နှိပ်လိုက်ပါမယ်နောက် access ကိုနှိပ်လိုက်ပါပြီးရင်ဒီမှာဒါကတော့ password ပါ password ကိုနှိပ်ဖို့အတွက်ကျတော့ဒီကောင်ကို root ဒီ password ကိုထည့်ဖို့အတွက်ကျတော့right click နဲ့ထောက်လိုက်လို့ရှိရင်သူ auto page ကြပါတယ် right click ထောက်ပြီး enter နှိပ်လိုက်လို့ရှိရင်တော့ပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့ 3HUN panel စပြီးတော့တင်လို့ရပါပြီ3HUN panel မှာကကျွန်တော်တို့ဒီကောင်ကတော့သူနောက်ဆုံး final version ဖြစ်ပါတယ်ဒီ final version မှာဘာ error ပါလဲဆိုလို့ရင်ကျွန်တော်တို့ဒီ outline key ထုတ်တဲ့အခါမှာကျွန်တော်တို့သူရဲ့ V2 version နဲ့မကိုက်တဲ့အတွက်သူကလည်း error တွေပါဖြစ်နိုင်တယ်အဲ့ဒါကြောင့်ကျွန်တော် version 2.6.6 ကိုတင်ပြီးတော့ပြသွားပြီးတော့ဒီ version ကတော့သုံးလို့အဆင်ပြေပါတယ်အဲ့တော့ဒါလေးကို copy ကူးလိုက်မယ် copy ကူးပြီးတော့ဒီမှာ right click နဲ့ paste ချလိုက်ပြီးတော့ enter နှိပ်လိုက်လို့ရှိရင်ဒီပေါ်သူ install တင်သွားပါလိမ့်မယ်ခဏတော့စောင့်ပေးရတယ်ဒီမှာကသူက port number ကိုထည့်မှာလားလို့မေးတယ်အဲ့တော့ကျွန်တော်ကို port number ကိုကိုယ့်ဘက်ကိုထည့်မယ်ဆိုလို့ရှိရင် y နှိပ်ပြီးတော့ enter နှိပ်လိုက်တော့ပြီးရင် port number 80 ကိုထည့်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒါ 3HUN panel ရပါပြီဒီကောင်လေးကို copy ကူးလိုက်မယ် copy ကူးပြီးတော့ဒီတိုင်းကဝင်လို့မရသေးဘူးဝင်လို့သူက port number တွေဖွင့်ပေးဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော် DPT port number တွေအကုန်ဖွင့်ပေးရမယ်နှိပ်လိုက်နှိပ်ပြီးရင် y နှိပ် enter ခောက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ 3HUN panel ဝင်လို့ရပါပြီ
panel ဝင်ဖို့အတွက်ဒီမှာရနေပဲဝင်ပြလိုက်ပါမယ်ဒါ panel password ဖြစ်ပါတယ်ဒါပဲဝင်လို့ရပါပြီဒီကောင်ကဒီအလန်းကဘာလို့ပြလဲဆိုလို့ရှိရင်ဒီကောင်ကသူကကျွန်တော်တို့အခုဟာက HTTP နဲ့ run တဲ့အတွက်သူက domain ထည့်ခိုင်းတာပေါ့နော် domain မထည့်ဘဲနဲ့လည်းဒီကောင်ကသုံးပြလို့ရတယ်ဒါပေမဲ့ domain ထည့်လိုက်ရင်တော့ပို့ပြီးတော့ secure ပို့ဖြစ်တယ်အခုတိုင်းလဲကျွန်တော်တို့VPN ချိတ်ပြီးတော့သုံးပြလို့ရနိုင်တယ်ဒီမှာကျွန်တော်တို့ key တန်းထုတ်လို့ရတယ် key ထုတ်မယ်ဆိုဒီမှာ inbound လေးကိုသွားမယ်ဒီမှာဒီမှာ name ပေါ့ဒါတော့ VLS ဒီမှာကဒီကိုဝယ်တဲ့ VPS ပေါ်မူတည်ပြီးတော့ဒီ protocol တွေချိန်မြရတယ်ရှိတယ်အဲ့ဒါကျွန်တော်အားလုံးအတွက် stable ဖြစ်တဲ့ဒီ zero socket နဲ့ဆမ်းပြပြီးသွားမယ်ဒါကတော့ကျွန်တော်တို့ဒီ expire date တွေပဲသတ်မှတ်တာပြီးလို့ရှိရင်ဒါကတော့ကျွန်တော် online key ပြမယ်ဆိုလို့ရှိရင်ဒီ encryption နေရာမှာတစ်ခုတော့ရွေးဖို့လိုတယ်ဒီကောင်တွေကသူက online app မှာသုံးလို့မရတာဖြစ်နိုင်တယ် key ထည့်မရတာဖြစ်တတ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီ256ဟာလေးကိုရွေးပေးလိုက်မယ်ရွေးလိုက်ပြီးတော့ကျွန်တော် create နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုကျွန်တော်ဒီမှာkey ရလာပြီပေါ့နော် QR code လေးရလာပြီဒီကောင်လေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော် online လေးကိုထည့်လိုက်မယ်ဆိုလို့ရှိရင် online လေးကိုထည့်လို့ရတယ်ဒါတော့သူကတော့ IP နဲ့သွားနေတာတကယ်လို့ online ဒီ 2UI panel ကို HTTP ဒီ domain ထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်လေးလိုဖြစ်သွားပါဒါဆိုဒီ domain ရဒီ IP ကို hide ထားတဲ့အတွက် secure ပို့ပြီးတော့ဖြစ်တယ်အဲတော့စမ်းပြီးချိန်ကြည့်မယ်အဲ့တော့ connected ဖြစ်သွားပြီ connected ဖြစ်သွားတော့ဒီမှာလည်းဒီ 2UI panel မှာလည်းပြပြီးတယ်ဒီကောင်ကဒါလေးကို auto refresh လုပ်လို့ရှိရင်သူကဒီမှာ online ဖြစ်နေလားမဖြစ်နေလားကိုသူကဒီမှာဒါလေးနဲ့အော်မှာ run ဆိုပြီး online ဆိုပြီးပြပြီးတယ်အဲ့ဒါတော့ဆက်ကြည့်မယ်ဟိုကတော့ US region မို့လို့နည်းနည်း line လေးနေတာပေါ့နော်ရှားစင်ကာပူတို့ဂျပန်တို့ဆိုတော့ line ကောင်းနိုင်တယ်ဒီမှာတော့ဒီကိုသုံးနေတဲ့ wifi ရဲ့ map အပြည့်တက်ပါလိမ့်မယ်ကျွန်တော်တို့ map နေတဲ့အတွက်ဒါ20 map ဆိုတော့20ဝန်းကျင်လောက်ပဲတွက်ပါမှာဒီမှာဆို United States Washington DC ရပြီ16တက်တယ်ဒါဆို US region ဖြစ်တယ်ပြီးရင်ဒီကောင်ကိုကျွန်တော်တို့ user name တွေပဲပြန် change လို့ရှိရင်ဒီ panel လေးကိုသွားမယ် panel တွေကနေပြီးတော့ဒီမှာ user name authentication တွေပြင်လို့ရတယ် user name တွေပြန်ထည့်ပြီးပြီးဒီကောင်ကဘာကောင်းလဲဆိုရင် Telegram bot နဲ့ပါချိတ်ဆက်လို့ရတယ် Telegram bot နဲ့ချိတ်ဆက်မှာဆိုလို့ရှိရင်သူကကျွန်တော်တို့ VPN key တွေရောင်းထားလို့ရှိရင်ကျွန်တော်တခြား VPS ပြတ်သွားတော့ဘာလို့ဆိုလို့ရှိရင်သူကဒီကျွန်တော်တို့ဒီ Telegram bot ကနေပြီးတော့ Telegram bot ကနေပြီးတော့ backup ပြန်ယူလို့ရတယ်အဲဒီဘိုင်းတွေကကျွန်တော်နောက်မှပဲပြပေးမယ်ဒါကတော့ subscription key တွေဒါတွေကမသုံးလို့ရှိရင်ပိတ်ထားလို့ရတယ်ဒီတိုင်းလဲသုံးလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီကောင်ကို domain ကဘလို့ဒီတိုင်းသုံးလို့ရနေပြီပေါ့နော်ဒီတိုင်းမသုံးချင်ရင်ကိုက domain ထည့်ချင်တယ်ဆိုလို့ရှိရင်ဒီ VPS ကိုပြန်သွားပြီးတော့ကျွန်တော်တို့ domain တစ်ခုတော့လိုလိမ့်မယ် domain တစ်ခုတော့လိုလိမ့်မယ်ဆိုတော့ကျွန်တော်ဒါလေးတော့ run ပေးဖို့လိုတယ်ဒါလေး run ပေးဖို့လိုတယ်ကျွန်တော် domain ပဲချိန်မယ်ဆိုလို့ရှိရင်ကိုကဒီမှာ domain ဝင်တဲ့အကောင်ကိုကျွန်တော်တို့ဒီကျွန်တော်ကတော့ဒီ cloud ဖဲမှာကျွန်တော်ကပြန်ချိတ်ထားတယ်ပေါ့နော် cloud မှာပြန်ချိတ်ထားတယ်တကယ်လို့က domain ဝင်ထားမယ်ဆိုလို့ရှိရင်domain နဲ့ပြန်ချိတ်ဖို့အတွက် IP ကိုယူမယ်ယူပြီးရင်ကိုချိတ်မဲ့ domain မှာ record ဒီ A ဆိုတဲ့ record လေးကိုပဲနှိပ်လိုက်အောင်မယ်ပြီးဒီကောင်ကတော့ add ဘာလို့နှိပ်လိုက်မယ်အဲဆိုရင်အဲ့ domain တစ်ခုနဲ့သူကခဏတော့ save ပြလိုက်ပါ save ပြလိုက်ပြီဆိုလို့ရှိရင်ဒီမှာ daily.site ဒါတော့ example ပြတာပေါ့โอเคဒါဆိုရင်ဒီမှာ domain နဲ့ချိန်တာပါဒီမှာ domain
ဒီ ID ကဒီ ID အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာနောက်ထပ် domain နဲ့ချိတ်ဆက်ဖို့အတွက်ဒီကောင်လေး run ပေးဖို့လိုတယ်ဒီကောင်လေးကိုကျွန်တော်တို့မှာ HUI ပတ်မယ်ဒီမှာ run ပေးလိုက်မယ် install တင်မယ်ပြီးရင်ဒီကောင်ကြတော့ဒီကောင်နဲ့လည်းဒီကောင်က www တော့နဲ့ဝင်ကြလို့ရှိရင်ဒီကောင်နဲ့သုံးလို့ရတယ်တကယ်လို့ကိုက www တော့မလိုဘဲနဲ့သုံးဒီကောင်နဲ့သုံးလို့ရတယ်ကျွန်တော်တို့ဒီကောင်နဲ့ပြပေးသွားပါမယ်မှာက domain တွေထည့်ပေးဖို့လိုတယ်ကောင်လေးကို run လိုက်မယ်ယူပြီးရင်ဒီမှာထပ်ပြန်ပြီးတော့ run လိုက်မယ်ဒါခောက်လိုက်ဒီကောင်ကတော့ email ထည့်ခိုင်းနေတာ email ကိုကျွန်တော် secure email ထည့်ပေးလိုက်ပါဒီ email ဘာလို့ထည့်ခိုင်းလဲဆိုရင်ကျွန်တော်ဒီ SSN certificate expire ဖြစ်လို့ရှိရင်သူ email ကနေပြီးတော့ notification လမ်းပို့ပေးတယ်အဲ့ဒါနှိပ်လိုက်နှိပ်ပြီးရင်သူကဒီမှာ yes no မေးလို့ရှိရင် y နှိပ်လိုက်ပြီးရင်နောက်ထပ် y ထပ်လိုက်ပြီးရင်တော့သူ install တင်သွားလိမ့်မယ်ဒီကောင်ကဘာလို့ fail လဲဆိုရင်အဲ့တော့ဒီကောင်နဲ့ဆင်ပြေတာဆင်ပြေဘူးဆိုတော့ကျွန်တော်ဒီကောင်နဲ့ဆန်ကြည့်လိုက်မယ်ဒီလေးပြန်လိုက်မယ်နောက်လိုပဲထည့်ပေးလိုက်မယ်တော်ဒီကောင်က domain ထည့်ခြင်းဆိုလို့ရှိရင်လည်း fail တက်တယ်အဲ့တော့ခဏစောင့်ပေးရမယ်အဲ့ဆိုကျွန်တော်တို့ဒီမှာ certificate တခုရလာပြီဒါလေးကို copy ကူးလိုက်မယ် copy ကူးပြီးတော့ဒီမှာတော့ထည့်ပေးဖို့လိုလဲဆိုရင်ဒီကောင်လေး copy ကူးမယ်copy ကူးပြီးတော့ကျွန်တော် panel တွေကိုပြန်သွား panel ထဲမှာ panel setting ထဲမှာဒီမှာအောက်မှာ certificate ရှိတယ်သူကဒီ public ဆိုတာကခုန public ဆိုတာကဒီကောင်အောက်ကဒီ private ဆိုတာကအောက်ကဟာအဲ့တော့ကျွန်တော်ဒီကောင် public ကိုအရင်ဆုံး copy ကူးမယ် copy ကူးပြီးထည့်ပေးလိုက်မယ်ပြီးရင်ဒီကprivate နဲ့ကူးမယ်ပြီးရင်ဒီကောင်နဲ့ဆေးကြည့်လိုက်မယ်နော်ဒါသူရဲ့စစ်တဲ့ command အဲ့ရွယ်တော့ running ဖြစ်နေတယ်ပြီးဒီမှာကိုယ့်ရဲ့လက်ရှိ setting ကိုကြည့်လို့ရှိရင် number 10ဆိုတော့ number 10မှာကျွန်တော်တို့ IPE နဲ့ run နေတယ် IPE နဲ့ run နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီမှာဒါတော့ error ပြရတာပေါ့ကျွန်တော်ဒီကောင်မထည့်ရသေးလို့အဲ့တော့ဒီကောင်လေးကိုထည့်လိုက်ပြီးတော့ restart panel လုပ်လိုက်လို့ရှိရင်သူက domain ပေါ်လာလိမ့်မယ်အဲ့ဒါဆိုရင် domain ရပြီဒီကောင်ကိုပြန်စစ်လိုက်မယ် HUI 10အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ domain နဲ့ run နေပြီကျွန်တော် domain နဲ့ run နေအဲ့ဆိုရင်ကျွန်တော်ဒီ domain ကို copy ကူးလိုက်မယ် copy ကူးပြီးတော့ domain သွားကြည့်လိုက်မယ်အဲ့ဆို domain နဲ့သွားပြီအဲ့ဆိုရင်သူကအစပြန်ပြီးတော့ချိန်ခိုင်းမယ်ဟောဒီမှာ copy ကူးမယ် paste ချမယ် copy ကူးမယ် paste ချမယ်အဲ့ဆိုရင်ဝင်သွားပါလိမ့်မယ်အဲ့ဆိုရင်ခုနလိုစာတန်းအနေနဲ့ notification ပေါ်လာတော့ဘူးပို့ပြီးတော့ secure ပို့ဖြစ်သွားတယ်ဒါဆိုတော့ဒီ H1 panel ကတော့ပြီးတော့ပါပြီပေါ့ပြီးရင်ဒီနောက်ကဘာတွေချင်းဖို့လိုသေးလဲကိုယ့်ဘာဒါတွေက manual မချင်းလိုက်ရတယ်ဒီကောင်ကကြတော့သူကဒီကောင်ကြီးရှည်နေလို့မကြိုက်ဘူးဆိုလို့ရှိရင်သူကဒီကောင်ဒါပေါ့နော်ဒီ H1 panel ဒီကောင်ချင်းနေတယ်ဆိုလို့ရှိရင်ဒီကောင်က example US လို့ပြောင်းလိုက်ပြီးတော့ save ပြီးတော့သူက restart ချပြီးမှသူကပြန်ပြီးတော့အကျုံးဝင်တယ်အဲ့တော့ restart ချပေးလိုက်မယ် restart ချပေးလိုက်လို့ရှိရင်ခဏတော့စောင့်ပေးရတယ်အပြင်သူကသူဒီသွားလိုက် US ဆိုပြီးပြောင်းသွားပါပြီအဲ့တော့ဒီကောင်ကိုပိတ်ချလိုက်လို့ရပြီခေါင်းမလို့တော့ဘူး user name နဲ့ password တွေ change ဖို့အတွက်ကျတော့သူက command ကတော့ဒါပဲ HUI
ဒီမှာအကုန်လုံးချိန်လို့ရတယ် command line နဲ့ချိန်မယ်ဒီမှာ average install reset username password မိဒီလိုကိုကဒီ panel ရဲ့ password username မိသွားလို့ရှိရင်ဒီကောင်နဲ့ reset ချလို့ရတယ်ပြီးရင်ဒီကောင်ကျတော့ US was base pass ဆိုတာကဒီ U ခုနကချိန်တဲ့ကောင်လေးကိုပြောတာပါဒီဘာဖတ်ကိုပြောတာပါဒီကောင်လေးကျတော့ဒီကောင်လေးကအောက်ကစစ်တဲ့ဟာတွေပေါ့နော်ဒါ username password ချိန်နေလို့ရှိရင်ဒီမှာပြန်ချိန်လို့ရတယ်ဒီကနေလည်း UI ကနေတော့ချိန်နေရပါတယ်notification တွေကနေ username password အခုလုံးဆိုကျွန်တော်တို့မချိန်ပြတော့ဘူးဒီတိုင်းပဲထားလိုက်ပါတော့မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ခုနက VPS domain ထည့်လိုက်တဲ့အတွက်ကျွန်တော်တို့ခုန key ကဘယ်လိုကျုံးဝင်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါလေးကို copy ပို့လိုက်မယ် copy ပို့ပြီးတော့ဒီမှာထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာခုနကတော့ကျွန်တော်တို့ကဒီမှာ IP နဲ့သွားတယ်ဒီမှာအခု domain နဲ့သွားတယ်ပေါ့နော်ဘာကောင်ပါလဲဆိုရင်သူကဒီကောင်က HTTP နဲ့သွားတယ်ဒီကောင်က HTTP နဲ့သွားတဲ့အတွက်ဒီကောင်ကပို့ပြီးတော့ secure ပို့ဖြစ်တယ်ဒီကောင်ကတော့သိမလုံးကြုံဘူးပေါ့အသုံးမှဆိုလို့ရှိရင် traffic တွေပါကြာလို့ရှိရင်သူက plain text ကြီးနဲ့မြင်နေရတယ်ဒီကောင်ကျတော့သူက encryption လုပ်ပေးထားတဲ့အတွက်သူ plain text နဲ့ကြည့်လို့မရတော့ဘူးပေါ့ဒီကောင်နဲ့ချိန်တာပဲဒါဆိုတော့ UI ကဒီ3 UI panel တင်တာဒီလောက်ပါပဲပြီးရင်ဒီကောင်ကျတော့ဒီကနေကျွန်တော်တို့ VPN key တွေကိုဘယ်လို expire သတ်မှတ်လဲဆိုလို့ရှိရင်အဲ့ဒါပဲဒီမှာကျွန်တော် share socket နဲ့ VLAN ကတော့စမ်းထုတ်ခုနကအတူထုတ်တာတော့အတူတူပါပဲအဲ့တော့ share socket နဲ့ပြမယ်ပြီးရင် share socket နဲ့ဆိုလို့ရှိရင် encryption ပြန်ပြောင်းပေးမယ်256နဲ့သွားမယ်ပြီးဒီကောင်ကိုဒီမှာကျွန်တော်တစ်လသာလို့ရှိရင်တစ်လသာနှစ်လသာဆိုရင်နှစ်လသာတို့လိုမျိုးထည့်ပေးလို့ရတယ်ကျွန်တော်ဒီအောက်ကဟာတွေပေါ့ဒါတွေကတော့မပြင်လဲရတယ်ဒီတိုင်းသုံးလဲရတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဟိုထည့်လိုက်ပြီဆိုလို့ရှိရင်သူကမှာ30 days ဆိုပြီးတော့အပေါ်နေတယ်။ကောင်ကအသက်ချက်ကသူက30 days ဆိုလို့ရှိရင်30 days ပြည့်တာနဲ့ဒီ key က auto ပိတ်သွားတာပေါ့နော်။ auto ကဒီ key က auto ပိတ်သွားတဲ့အတွက် key ကိုသုံးလို့မရတော့အဲ့အတွက်ကြောင့်သူကရောင်းလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်။ Okay အဲ့ဒါဆိုရင်တော့ key ကတော့ key ထုတ်တာပါညာတော့ဒီ design တိုင်းပါပဲဒီမှာဆိုလို့ရှိရင်ဒီမှာဒါလည်းချိန်သွားပါပြီ။နောက်တော့ 3 panel ကတော့ဒါတင်တာတော့ထားပါပါပဲ။ကျွန်တော်ဟာဒီကောင်တွေကဒီsetting ဘိုင်းမှာဗာဒီ channel ဆိုရင်ဒီကောင်ကြတော့သူကဒီ session expire duration ပေါ့ကျွန်တော်တို့ဒီ login ဝင်ထားတဲ့ session ကိုသူကဒီမှာ360 minute second အဲ့လိုပေါ့သတ်မှတ်ထားတာသူသတ်မှတ်ထားတဲ့အချိန်တိုင်းမှာသူကကြော်သွားတယ်သူကကိုယ်တိုင် login ပြန်ဝင်ရမှာပေါ့ဒါလို့ login ပြန်ဝင်ကြကိုယ်တိုင်သတ်မှတ်ထားလဲရတယ်တကူသတ်မှတ်ထားလဲရပါတယ် save step panel လုပ်ပြရတယ်ဒါဆိုရင်ရပြီဒီ Telegram bot နဲ့ဘယ်လိုချိန်ရမလဲဆိုရင်ကျွန်တော်တို့ bot Telegram မှာ bot တစ်ခုလုပ်မယ် bot တစ်ခုလုပ်ပြီးလို့ရှိရင်ဒီကောင်လေးကိုဖွင့်မယ်ဖွင့်ပြီးတာနဲ့ဒီမှာ Telegram token ဆိုတာ bot token ထည့်မယ်ဒီ admin token ဆိုတာကိုယ့်ရဲ့ admin check ID ဆိုတာက admin ကိုယ့်ရဲ့ ID ထည့်ပြီးလိုက်လို့ရှိရင်ကိုယ့်ရဲ့ ID ထည့်မယ်ထည့်ပြီးတာနဲ့ဒီကောင်လေးကို save restart နေလိုက်လို့ရှိရင်တော့ bot နဲ့ချိန်သွားပါပြီအဲဒါဆိုရင်သူကဒီကောင်လေးတွေကိုဖွင့်ထားပြီးလို့ database backup ဆိုတာကကျွန်တော်တို့ key တွေကို database တွေကိုထည့်ပေးတာပေါ့နော်ကျွန်တော်တို့ဒီမှာ database ဆိုတာကကျွန်တော်တို့ဒီထုတ်ထားတဲ့ key တွေကိုကျွန်တော်တို့ဒီမတော်တဆဒီ VPS ကပြတ်သွားလို့ရှိရင်ကျွန်တော်တို့ဒီ Telegram bot ကနေတစ်ဆင့်ပြန်ပြီးတော့ယူလို့ရတယ် Telegram bot ကနေယူလို့ကျွန်တော်တို့မှာ example အနေနဲ့ထုတ်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ bot ကအလွတ်ကသိမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာဒါမျိုးလေးတွေပို့ပေးပါပေါ့နော်example ဘောတစ်ခုနဲ့ပြပြီးတော့မယ်ဘောတော့ကင်တက်တူလိုက်ဘောတော့ကင်ဒီလိုကဘောတော့ကင်တွေတော့ကောင်းထည့်လိုက်မယ်admin ID နေရာမှာတော့ကိုယ့်ရဲ့ ID ကိုယ့်ရဲ့ ID ထည့်ပေးလိုက်မယ်ဟိုအားဆိုရင်ကျွန်တော်တို့ဒီမှာID ထည့်ပြီးသွားပြီကျွန်တော်တို့ဒီမှာ Telegram token bot token ထည့်ပြီးသွားပြီဆိုတော့ဒါလေးကိုဖွင့်လိုက်မယ်ဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ save နေမယ်ပြီးရင် restart မလုပ်ခင်မှာကျွန်တော်ဘာလို့ပေးဖို့လိုသေးလဲဆိုရင်ဒီကောင်လေးကိုdatabase backup ကျွန်တော် key တွေကို backup ယူမှာဖြစ်တဲ့အတွက်ကျွန်တော် database backup ယူမယ်အဲ့ဒါမှ daily ဒါတွေကဘာမှပြင်တာမလို့ပြီးရင်ကျွန်တော်ခဏ save မယ် save ပြီးရင် general ကိုပြန်သွားပြီးတော့ကျွန်တော်တို့ဒီမှာdate and time ဆိုတာရှိတယ် date and time မှာကျွန်တော်တို့ Asha ရန်ကုန်ထည့်ပြရမယ် Asha ရန်ကုန်ထည့်ပြရပါမယ်ဒါမှကျွန်တော်တို့မြန်မာအချိန်ည7:00 နာရီထိုးရတဲ့သူက auto ပို့ပြီးမှဖြစ်ပါတယ်
အော်ဒီမှာ sorry 1 shot ဒါမှ restart နေလို့ရပြီဒါဆိုရင်ကျွန်တော်တို့ ball ကိုတစ်ချက် start ပြန်နှိပ်ကြည့်မယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ရပြီသူကဒီမှာဒီကနေလည်း backup ပြန်ပြီးလို့ရတယ်အဲဆိုရင်ကျွန်တော်တို့ဒီမှာ config တော့ file တစ်ခုပို့ပေးမှာတော့ဒီကောင်က config file တော့မလို့ဘူးကျွန်တော်တို့ဒီမှာနောက်ထပ်ဒီ VPS ကိုဖြတ်ပြီးတော့နောက် VPS အသစ်တစ်လုံးမှာပြန်ပြီးတော့ key တွေကိုပြန်ထည့်ချင်ဆိုလို့ရှိရင်ဒီကောင်လေးကို download လုပ်ပြီးတော့ဘာမှသွားအောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ overview ကိုသွား overview မှာဒီမှာကျွန်တော်တို့ origin ဒီ panel အသစ်ဖြစ်သွားပြီဆိုတော့ကျွန်တော် backup ဆိုတာရှိတယ် backup ကကျွန်တော် restore ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ဒီမှာအခု down လာတဲ့ ball ရဲ့ဒီကောင်လေးကိုပြန်ပြီးထည့်ပေးလိုက်အောင်မယ်ဒီ backup ကြတော့ backup ကဘာလဲဆိုတော့ကျွန်တော်တို့ဒီအခုဒီကောင်နဲ့အတူတူပဲပေါ့နော်ဒီကောင်နဲ့ 2UNDP နဲ့အတူတူပဲသူအဲ့ဒါကို download လုပ်ပြီးမှ download ချပေးမှာပေါ့ကျွန်တော်တို့ဒီမှာနောက်ထပ် VPN key အသစ် VPN server အသစ်ထပ်လုပ်ပြီးဆိုတာနဲ့ဒီ key တွေကိုပြန်သုံးချင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုနှိပ်ပြီး restore လိုက်ရုံပါပဲအဲ့ဆိုတော့ 33UN pan တွေကတော့ထားပါပဲကျွန်တော် trade တော့မရှိပါဘူးဒီ subscription တွေ link တွေကတော့ကိုယ့်ဘက်ကိုစမ်းကြည့်လို့ရတယ်ဒါတွေကမလို့ဘူးပေါ့သုံးလို့ရပါတယ်ဟုတ်ကဲ့အဲ့ဆိုတော့ဒီ VPN key ထုတ်တဲ့ပိုင်းကတော့ panel ကတော့ဒီတိုင်းပါပဲဒီပုံစံတိုင်းပါပဲခြားထူးပြီးတော့မရှိပါဘူးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်